လေရင်မှုဟာအကြမ်းဖက်သမားတွေတတိမထားမိတဲ့အချိန်လေးမှာလေရင်ရဲ့လမ်းကြောင်းကို3ဒီဂရီလောက်လျှို့ဝှက်ပြောင်းလဲလိုက်ပါတယ်ဒီခရီးတဲ့တင်လေရင်ပေါ်မှာလူပေါင်း200လောက်ပါလာပြီးလက်နက်ကင်ကြမ်းဖက်သမား9ယောက်ကလေရင်ကိုသိမ့်ပိုက်ထားလိုက်ပြီဖြစ်လို့လေရင်မှုခမအကြက်ရိုက်နေခဲ့ပါတယ်လေကြောင်းထိန်းချုပ်ရေးစင်တာကိုအကူအညီတောင်းဖို့အချက်ပြနိုင်စွမ်းလည်းမရှိတော့ပါဘူးဒါကြောင့်မြေပြင်ကိုအရေးပေါ်အချက်ပြဖို့အတွက်ဒီလိုလေရင်လမ်းကြောင်းလေးကိုခိုးပြီးအနှဲငယ်ပြောင်းလဲဖို့ပဲသူလုပ်နိုင်ခဲ့ပါတယ်လွန်ခဲ့တဲ့နာရီအနှဲငယ်လောက်ကအမျိုးသားတယောက်ဟာလက်နက်တွေအပြည့်ပါတဲ့အိတ်တလုံးကိုလွှဲပြီးလေစိတ်ထဲဝင်လာခဲ့ပါတယ်လုံခြုံရေးတွေကမတင်ကားစရာတစ်ခုခုကိုတတိထားမိခဲ့ပေမဲ့ဘာမှမမြင်လိုက်ရသလိုပဲဟန်ဆောင်နေခဲ့ကြပါတယ်ဖုန်းပြောနေသလိုလိုဟန်ဆောင်ပြီးအဲ့ဒီလူကိုလုံခြုံရေးကိတ်ကနေဖျက်သွားခွင့်ပေးလိုက်ပါတယ်ဒါပေမဲ့ကံကောင်းကျင်တော့အဲ့ဒီလူဟာအချိန်နောက်ကျမှရောက်လာတဲ့အတွက်လေစိတ်ဝန်ထမ်းတွေရဲ့တားဆီးတာကိုခံလိုက်ရပါတယ်လက်နက်ကင်ထားတဲ့အဲ့ဒီလူကသူ့အစီအစဉ်တွေပျက်စီးသွားပြီလို့ထင်နေတော့မှပဲဆမ်လို့ခေါ်တဲ့ VIP ခီးတဲ့တယောက်ကဝင်ကူညီပေးလိုက်ပါတယ်ဘာတွေများဆိုးဆိုးရွားရွားဖြစ်သွားနိုင်မှာမို့လို့လဲပေါ့ဒါပေမဲ့ဆမ်ကတော့သူ့ရဲ့မရည်ရွယ်ပဲကူညီလိုက်မိတဲ့လုပ်ရလေးကတလေရင်လုံးကိုတေးရေးရှင်ရဲ့အန်ရရဲ့ဆွဲသွင်းသွားလိမ့်မယ်လို့ထင်မထားခဲ့မိပါဘူးလေရင်စတင်ပြန်တန်းပြီးတိတ်မကြခင်မှာပဲမိန်းကလေးတယောက်ကအိမ်သားထဲမှာအန်ရရှိနိုင်တဲ့ပစ္စည်းတစ်ခုကိုမတော်တဆတွေ့သွားခဲ့ပါတယ်တေချာကြည့်လိုက်တဲ့အခါမှာတော့လေရင်ကြီးအန်ရကြုံနေရပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်မိန်းကလေးကရုပ်ရုပ်တောင်းတောင်းမဖြစ်ရဲတာကြောင့်သူ့ထိုင်ကုန်ကိုဖြည်းဖြည်းချင်းပြန်လာပြီးသူတွေ့ခဲ့တဲ့အရာကိုသူ့တငယ်ချင်းစီကမ်းပေးလိုက်ပါတယ်သူ့တငယ်ချင်းမြင်းမြင်းချင်းမှာပဲမျက်နှာမှာအကြောက်တရားတွေထင်းသားပေါ်လာပြီးချက်သေးသေးသွားခဲ့ပါတယ်ကောင်မလေးနှစ်ယောက်ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲအသက်ကြီးကြီးအမျိုးသားတယောက်ကကောင်မလေးရဲ့ထူးဆန်းနေတဲ့အမူအရာကိုသတိထားမိသွားပါတယ်သူကအနားကိုရှောက်လာပြီးဘာများတွေ့ခဲ့လို့လဲဆိုပြီးသတိတကြီးနဲ့မေးလိုက်ပါတယ်ဒါပေမဲ့ကောင်မလေးကလက်ကိုဖြန့်ပြလိုက်တဲ့အချိန်မှာပဲအဲ့ဒီလူရဲ့မျက်နှာကချက်ချင်းတင်းမာသွားပါတယ်အခြေအနေဘလောက်ဆိုးနေပြီလဲဆိုတာကိုအတန်နှိပ်ပြီးပြောပြလိုက်ပါတယ်ဒါကိုလေမယ်ရီစီချက်ချင်းအကြောင်းကြားရမယ်လို့ဆိုပါတယ်အဲ့ဒီတော့မှကောင်မလေးကအဲ့ဒီပစ္စည်းကိုသူ့စီလွှဲပေးလိုက်ပါတယ်မြေပြင်ထက်မီတာထောင်ချီအမြင့်မှာပြန်တန်းနေတဲ့လေရင်တစင်းပေါ်မှာတနက်ကြည်စံတစ်ခုကိုတွေ့လိုက်ရတာဟာအနေနဲ့ကြားရောက်တော့မယ်ဆိုတဲ့ရှင်းလင်းတဲ့လက္ခဏာတစ်ခုပါပဲအဲ့ဒီလူကကြည်စံကိုလက်ထဲဆုပ်ကန်ရင် business class ဘက်ကိုအမြန်လျှောက်သွားပြီးအစားအသောက်တွေချပေးတော့မယ်လေရင်မယ်တယောက်စီသွားခဲ့ပါတယ်ဒါပေမဲ့အန်ဟောစရာကောင်းတာကသူဟာကြည်စံအကြောင်းတစ်ခုမှမပြောခဲ့ပါဘူးသူ့တူနဲ့ခဏလောက်အမြန်စကားပြောစရာရှိတယ်လို့ပဲပြောပါတယ်လေရင်မယ်က first class ဘက်ကိုဝင်ခွင့်မရှိဘူးလို့တားပေမဲ့သူက10မိနစ်ဆိုပြီးပြီလို့ပြောပြီးလေရင်မယ်ရဲ့တားမြစ်ချက်ကိုလျစ်လျူရှုက first class ထဲကိုအမြန်ဝင်သွားခဲ့ပါတယ်အဲ့တော့သူပြောတဲ့တူတူဆိုတဲ့သူကိုသွားရှာပါတယ်အိမ်သားထဲမှာသူတို့လူတယောက်ပစ္စည်းကြံခဲ့ပြီးကောင်မလေးတယောက်တွေ့သွားတဲ့အကြောင်းသွားပြောပါတယ်တေချာတာကတော့အသက်ကြီးကြီးလူနဲ့အဲ့ဒီလူဟာလေရင်ကိုသိမ့်ပိုက်ဖို့ကြံစီနေတဲ့အကြမ်းဖက်သမားတွေပါပဲသူတို့ကလေရင်ပြန်တက်ပြီး3နာရီကြာမှဒီလေရင်ပြန်ပေးဆွဲမှုကိုတေးသေးချာချာအကောင့်ထဲပေါ်ဖို့မူလကစီစဉ်ထားခဲ့တာပါဒါပေမဲ့ကောင်မလေးကကြီးစံကိုမတော်တဆတွေ့သွားတဲ့အတွက်သူတို့အစီအစဉ်ကိုစောပြီးစတင်မှုကလွဲပြီးရွေးချယ်စရာမရှိတော့ပါဘူးသူတို့ရဲ့ထူးဆန်းတဲ့အမူအရာတွေကသူတို့အနောက်မှာထိုင်နေတဲ့ဆန်ရဲ့အာယုံကိုလည်းဖန်ဆားသွားပါတယ်ဆန်ကသူတို့ပြောနေတဲ့စကားတွေကိုအတိအကျမကြားရပေမဲ့သူ့ရဲ့ထက်မြက်တဲ့အကဲခတ်နိုင်စွမ်းနဲ့သူတို့ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့အမူအရာတွေရအန္တရာယ်ရှိတဲ့ကိစ္စတစ်ခုခုကိုကြံစီနေကြတယ်ဆိုတာသူရိပ်မိသွားပါတယ် first class ကနေထွက်လာပြီးနောက်မှာတော့အသက်ကြီးကြီးလူကအစိမ်းအောင်ဘေ့စ်ဘောဥထုပ်ကိုချက်ချင်းစောင်းလိုက်ပါတယ်အဲ့ဒီဥထုပ်ကပြန်ပေးဆွဲမဲ့အဖွဲ့ကြိုတင်သဘောတူထားတဲ့အချက်ပြသင်္ကေတတစ်ခုပါခီးတဲ့ခန်းထဲမှာပုံကွယ်နေတဲ့သူတို့ရဲ့ပေါင်းပါတွေကိုအစင်သင့်လှုပ်ထားဖို့သတိပေးတဲ့အနေနဲ့အသုံးပြုတာဖြစ်ပါတယ်အချိန်ဆွဲနိုင်သမျှဆွဲဖို့အတွက်အသက်ကြီးကြီးလူကလှည့်လာပြီးလမ်းနေတဲ့ကောင်မလေးတွေကိုနှစ်သိမ့်ပေးလိုက်ပါတယ်အိမ်သားတွေကကြီးစံကလုံခြုံရေးရာရှိတယောက်မတော်တဆကြမ်းခဲ့တာပါဆိုပြီးသူလိန်ပြောလိုက်ပါတယ်ကောင်မလေးတွေကိုအဲ့ဒီအတွက်မစိုးရိမ်ဘူးပြောပါတယ်ကောင်မလေးတွေကတော့တယောက်မျက်နှာတယောက်ကြည့်ပြီးဒီလူစိမ်းရဲ့ရှင်းပြချက်ကိုမယုံကြပါဘူးကောင်မလေးတယောက်ကသူ့ခုံပေါ်ကရေးပေါ်ခေါ်ဆိုတဲ့ခလုတ်ကိုချက်ချင်းနှိပ်လိုက်ပါတယ်လေရင်ဝန်ထမ်းတွေစီကနေအမှန်တရားကိုဓာတ်ရိုက်သိကျင်လို့ပါဒါကိုမြင်တော့အသက်ကြီးကြီးလူရဲ့မျက်နှာကချက်ချင်းတည်သွားပါတယ်မကြခင်မှာပဲလေရင်မယ်ရီရောက်လာပါတယ်အိမ်သားတွေကပစ္စည်းကိစ္စကိုမေးမြန်းစုံစမ်းကြည့်တဲ့အခါမှာတော့လေရင်မှုထမ်းတွေကကြီးစံရှိနေတဲ့ဆိုတာကိုလုံးဝမသိထားဘူးဆိုတာကောင်မလေးသဘောပေါက်သွားပါတယ်ဒီအချိန်မှာပဲ first class မှာထိုင်နေတဲ့ဆန်ကနောက်ထပ်ထူးခြားမှုတစ်ခုကိုသတိထားမိသွားပါတယ်အဲ့ဒီလူပြန်ထွက်လာချိန်မှာသူ့လက်ထဲမှာအင်္ဂယ်လေးတစ်ခုပါလာတာကိုတွေ့လိုက်ရပါတယ်ထိတ်တန်းစစ်ဆက်ညီနိုင်ရေးကျွမ်းကျင်သူတယောက်ဖြစ်တဲ့ဆန်ဟာအန်ဒီရပေးမဲ့လက္ခဏာကိုချက်ချင်းအာရုံခံမိသွားပါတယ်သူကခပတ်ကိုဖြုတ်ထိုင်ကုန်ကနေထားပြီးအလုပ်လုပ်နေတဲ့လေရင်မယ်တယောက်ကိုဘာတွေဖြစ်နေတာလဲလို့သွားမိပါတယ်အဲ့ဒီအိတ်ကလေးကလေကြောင်းလိုင်းကပေးတဲ့ပစ္စည်းမဟုတ်ဘူးဆိုတာသိလိုက်ရပြီးနောက်မှာတော့ဆန်ရဲ့စိတ်ထဲမှာကြီးမားတဲ့စိုးရိမ်ပူပန်မှုတွေချက်ချင်းဝင်ရောက်လာပါတယ်သူ့နေရာကိုပြန်သွားတော့မဲ့အချိန်မှာပဲတခြားခီးတဲ့အချို့ကလည်းအဲ့ဒီလိုမျိုးအိတ်ကလေးတွေကိုကင်ထားကြတာကိုသတိထားမိသွားပါတယ်အဲ့ဒီအချိန်မှာကြောက်မက်ဖွယ်ကောင်းတဲ့ခန်းစားချက်ကြီးကသူ့ကိုလုံးဝလွှမ်းမိုးသွားပါတော့တယ်ဆန်ကကြီးမားတဲ့ပြဿနာကြီးတစ်ခုဖြစ်တော့မယ်ဆိုတာသိလိုက်ပါတယ်အားလုံးအောက်ကိုငုတ်ထကိုနေရာမှာကိုနေဆိုတဲ့အတန်တွေနဲ့အတူခရီးတဲ့တင်လေရင်တစ်စင်းလုံးဟာအကြမ်းဖက်သမားတွေရဲ့ထိန်းချုပ်မှုအောက်ကိုအပြည့်အဝရောက်ရှိသွားပါပြီလေရင်ပေါ်ပါလာသူအားလုံးကြောက်ရွံ့တုန်လှုပ်သွားကြပါတယ်ကံကောင်းစွာနဲ့ပဲအကြမ်းဖက်သမားတွေကခရီးသည်တွေကိုလက်တလုံးမှာအန်ဒီရမပြုတ်သေးပါဘူး first class မှာထိုင်နေတဲ့ခရီးသည်နှစ်ယောက်ကဘာတွေဖြစ်နေလဲဆိုတာမြင်တော့ဒါဟာအားလုံးအတူတူသိမဲ့အသေးခံလေရင်ပြန်ပေးဆွဲမှုလို့ချက်ချင်းယူဆလိုက်ပါတယ်ဘလို့ပဲဖြစ်ဖြစ်တရားတော့မှာပဲမို့အသက်ရှင်ဖို့အတွက်ပြန်ခုခံတိုက်ခိုက်မယ်လို့တွေးလိုက်ကြပါတယ်ဒါပေမဲ့ဆန်ကသူတို့ကိုချက်ချင်းတားလိုက်ပါတယ်ဒီအကြမ်းဖက်သမားတွေဟာတေးကျင်နေတဲ့အစုံရောက်တွေမဟုတ်ဘူးဆိုတာကိုသူသဘောပေါက်ထားပါတယ်ဒီပြန်ပေးဆွဲမှုအစီအစဉ်ရဲ့နောက်ွယ်မှာဒီတက်အများကြီးပိုကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုရှိနေရပါမယ်ခရီးသည်တွေအကူအညီတောင်းအချက်ပြတာတွေကိုတားဆီးဖို့လေရင်ငန်းတစ်ခုလုံးကိုထိန်းချုပ်ပြီးတာနဲ့အကြမ်းဖက်သမားတွေကလူတိုင်းစီက electronic ပစ္စည်းတွေကိုအတင်းအဓမ္မသိမ်းယူပါတော့တယ်ကလေးတွေလက်ထက်ကဂိမ်းဆက်တွေကိုတော့ချန်မထားပါဘူးလေရင်ခန်းထဲမှာရုပ်ရုပ်တောင်းတောင်းဖြစ်နေပေမဲ့လေရင်မောင်းခန်းထဲကလေရင်မှုကတော့အပြင်မှာဘာတွေဖြစ်နေလဲဆိုတာလုံးဝမသိသေးပါဘူးအမျိုးသားလေရင်ဝန်ထမ်းတယောက်ကအကြမ်းဖက်သမားတွေပစ္စည်းတွေလိုက်သိမ်းနေတဲ့ရှုပ်ရှက်ခတ်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးလေရင်မှုစီအခြေအနေကိုသတင်းပို့ဖို့လေရင်မောင်းခန်းထဲကိုခိုးဝင်သွားပါတယ်ဒါပေမဲ့သူစကားမဆုံးခင်မှာပဲအမျိုးသမီးကြမ်းဖက်သမားတယောက်ကတခုခုမှားယွင်းနေတာကိုသတိထားမိသွားပါတယ်လေရင်ဝန်ထမ်းကတော့သူတေရတော့မယ်လို့ထင်နေချိန်မှာပဲအမျိုးသမီးကြမ်းဖက်သမားကသူ့နာမည်ကိုရုတ်တရက်ခေါ်လိုက်ပါတယ်တေချာတာကတော့ဒီကြမ်းဖက်သမားတွေဟာလေရင်ပေါ်မတက်ခင်ကတည်းကလေရင်ဝန်ထမ်းတယောက်ချင်းစီရဲ့အချက်လက်တွေကိုစုံစမ်းလေ့လာထားပြီးသားဖြစ်ပါတယ်လေရင်မောင်းခန်းထဲမှာ
တော့လေရင်မှုဟာတနတ်ဆိုတဲ့စကားလုံးကိုတဲတဲလေးကြားလိုက်ရပါတယ်သူကလေရင်မောင်းခန်းတကားလော့ချတဲ့ခလုတ်ကိုချက်ချင်းနှိပ်လိုက်ပါတယ်ပြီးတော့လေရင်ပြန်ပေးဆွဲခံရတဲ့အရေးပေါ်အခြေအနေကိုထိန်းချုပ်ရေးစင်တာစီအပြည့်စုံသတင်းပို့လိုက်ပါတယ်လေရင်မောင်းခန်းမှာကိုပိုင်လုံခြုံရေးစနစ်ရှိတဲ့အတွက်အထက်ကလူတွေကကိုယ်တိုင်တကားမဖွင့်ပေးသေး၍အပြင်ကအကြမ်းဖက်သမားတွေအနေနဲ့အထဲဝင်ပြီးလေရင်ကိုထိန်းချုပ်ဖို့နည်းလမ်းမရှိပါဘူးဒါဟာလေကြောင်းထိန်းချုပ်ရေးနဲ့မြေပြင်ကကယ်ဆယ်ရေးအဖွဲ့တွေအတွက်တန်ဖိုးရှိတဲ့အချိန်တွေကိုရစေခဲ့ပါတယ်လေရင်မှုရဲ့တုံ့ပြန်မှုကမြန်ဆန်ပြီးတွက်ချက်မှုတိကျပါတယ်ဒါပေမဲ့ lock ချထားတဲ့လေရင်မောင်းခန်းတကားကိုရင်ဆိုင်ရချိန်မှာအကြမ်းဖက်ခေါင်းဆောင်ကပြာရခတ်သွားတဲ့အရေးအယောင်လုံးဝမပြပါဘူးသူကလှည့်ပြီးရှုပ်ရှက်ခတ်နေတဲ့ခီးတဲ့ခန်းထဲကိုပြန်သွားပါတယ်ပြီးတော့သပင်ရွှေရောင်နဲ့လေရင်မဲတယောက်ကိုလေရင်မောင်းခန်းတကားဝစီဆွဲခေါ်သွားပြီးတကားဖွင့်ပေးဖို့လေရင်မှုကိုဖြောင်းပြခိုင်းပါတော့တယ်အကြမ်းဖက်သမားတွေကလေရင်မောင်းခန်းထဲဝင်ခွင့်တောင်းနေတယ်ဒါကိုခွင့်ပြုလို့မရဘူးဆိုတာသိပါတယ်လို့လေရင်မဲကပြောပါတယ်အဲ့ဒီကအကြမ်းဖက်သမားကလေရင်မဲကိုလေရင်မှုနဲ့မင်းညာကအတူတူရှိခဲ့တဲ့အကြောင်းအဲ့ဒီကိစ္စကဘလောက်အထိပ်ပဲရှိတဲ့အကြောင်းပြောခိုင်းပါတယ်ဒီလိုလျှို့ဝှက်ချက်တွေကိုသူတို့ဘယ်လိုလုပ်သိနေတာလဲတကယ်တော့ဒီလေရင်မဲနဲ့လေရင်မှုဟာလျှို့ဝှက်ပတ်သက်မှုတစ်ခုရှိနေကြတာဖြစ်ပြီးအကြမ်းဖက်သမားတွေကဒီအချက်ကိုအသုံးချပြီးလေရင်မှုကိုချိန်ချောက်ခဲ့တာပါတစ်ဖက်မှာခရီးတဲ့200ကျော်ရဲ့အသက်အန္တရာယ်နောက်တစ်ဖက်မှာတော့သူချစ်ရတဲ့သူရဲ့လုံခြုံရေးလေရင်မှုဟာဆုံးဖြတ်ရခက်တဲ့အကြက်တဲတဲကိုရောက်သွားပါတော့တယ်နောက်ဆုံးမှာတော့သူချစ်ရတဲ့အမျိုးသမီးအသက်ခံရတာကိုလက်ပိုက်ကြည့်မနေနိုင်တဲ့အတွက်တကားဖွင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီတကားကိုဖွင့်လိုက်တာနဲ့တပြိုင်နက်တလျင်လုံးအကြမ်းဖက်သမားတွေရဲ့လက်ထဲအပြေးအဝကြားရောက်သွားတော့မယ်ဆိုတာသူသိနေခဲ့ပေမဲ့ပေါ့